မှန်ကိုတုံနေရင်ထဲမှာမှန်တဲ့ကပုံရိပ်တစ်ခုလှုပ်ရှားသွားတာကိုအမျိုးသမီးဖြစ်သူကရုတ်တရက်တတိထားမိလိုက်ပါတယ်။သူမနောက်လှည့်ကြည့်လိုက်တဲ့အခါမှာတော့နေရန်ဘော်ကပကြီးကားကပုံမှန်အတိုင်းငြိမ်သက်လို့နေသေးပါ။သူမဟာမျက်စိမားတာပဲလို့ထင်ခဲ့ပေမဲ့တကယ်တော့ဒီအိမ်ထဲကပကြီးကားတွေအားလုံးဟာအသက်ဝင်နေခဲ့ကြပါပြီ။ထိုညမှာပဲသူမရဲ့သမီးငယ်လေးကေတီအိပ်ပျော်နေချိန်ပကြီးကားတွေကကက်ကြီးနဲ့ဘီးကင်ထားတဲ့လူတစ်ယောက်ဟာအဖင်ကိုတိတ်တဆိတ်ထွက်လာခဲ့ပါတယ်။ပြီးတော့အိပ်ပျော်နေတဲ့ကေတီရဲ့စပင်ရှီရီကိုကက်ကြီးနဲ့တစ်ဖြက်ညှက်ပစ်ခဲ့ပါတော့တယ်။မနဲ့မိုးလင်းလို့ကေတီနိုးလာတဲ့အခါမှာတော့သူမရဲ့နူးညံ့တဲ့စပင်တွေဟာရှုပ်ပွားပြီးတုန်နှက်နေတာကိုတွေ့လိုက်ရပါတယ်။ဒါဟာသူမညီမလေးရဲ့နောက်ပြောင်မှုလို့ထင်ပြီးကေတီတယောက်အကြီးကျယ်တောထထွက်ခဲ့ပါတယ်။ညီမဖြစ်သူကဘလောက်ပဲညင်းဆိုပါစီကေတီကတော့အတင်းအကျပ်တောင်းပန်ခိုင်းနေခဲ့ပါတယ်။ကေတီသူမရဲ့အိတ်ခမ်းထဲကိုပြောင်းဝင်သွားတဲ့အခါကက်ကြီးကင်ထားတဲ့ထိုလူရဲ့ပကြီးကားဟာနေရန်ပေါ်မှာရှိနေသေးပါ။သူမဟာထိုပကြီးကားကိုဖြုတ်ချဖို့စ조사ခဲ့ပေမဲ့နေရန်နဲ့တသားတွေခစ်နေသလိုဘယ်လို့မှမရခဲ့ပါဘူး။နောက်ဆုံးတော့စိတ်ပြက်လက်ပြက်နဲ့အဝတ်ဖြူတစ်ထဲကိုပကြီးကားပေါ်လွှမ်းအုပ်ထားလိုက်ပါတယ်။ဒါပေမဲ့တန်းခေါင်ရက်အချိန်ရောက်ပြန်တော့ကက်ကြီးညက်တန့်တွေဟာအခန်းထဲမှာထပ်မံပဲ့တင်ထပ်လာပါတယ်။အဝတ်ဖြူအောက်ကနေလက်တွေထွက်လာပြီးကေတီရဲ့စပင်တွေကိုထပ်မံညှက်နေပြန်ပါတယ်။သူမနိုးလာတော့မဲ့အချိန်ရောက်မှသာထိုလက်တွေဟာပျောက်ကွယ်သွားခဲ့ပါတယ်။စပင်တွေထပ်မံအညက်ခံလိုက်ရမှန်သိလိုက်ရတဲ့ကေတီဟာညီမဖြစ်သူကိုထပ်သွားဆူဖို့လုပ်ပေမဲ့သူမရုတ်တရက်တတိပြုမိလိုက်တာကအခန်းအပြင်ဘက်ကစင်ကြံလန်းဟာမှောင်အတိကျနေတာပါ။သူမညီမလေးဟာဒီလောက်အမောင်ထဲမှာလာဖို့မဖြစ်နိုင်ဘူးဆိုတာကိုသူမသိလိုက်ရတဲ့အခါဒါဆိုသူမအခန်းထဲမှာတခြားဘသူရှိနေတာလဲ